ကျွန်တော်တို့မြန်မာနိုင်ငံမှာကနော်တမရတွေဘာတွေအစိုးရတွေဘာတွေလုံးမယ်ဆိုရင်တော့ပြည်သူတွေမလိုဘူးနော်ပြည်သူတွေမလိုဘူးတခြားသောနိုင်ငံတွေဆိုရင်တော့ပြည်သူတွေထောက်ခံမှသာအစိုးရတွေနော်ဒီကိုယ်စားလှယ်လောင်းတွေပြီးတော့တမရတွေဆိုတာဖြစ်တာလीနော်ကျွန်တော်တို့မြန်မာနိုင်ငံမှာကကိုယ်စားလှယ်ဖြစ်ဖို့အတွက်ကိုပြည်သူတွေမလိုဘူးမိသားစုတစုပဲလိုတယ်နော်ပြီးတော့အစိုးရလုပ်ဖို့အတွက်နော်ပြီးတော့တမရလုပ်ဖို့အတွက်ပြည်သူတွေမလိုဘူးနော်သူတို့ကိုယ်စားလှယ်တွေရှိရင်ရပြီနော်အဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာပဲရှိတယ်ကျွန်တော်မြန်မာနိုင်ငံရက်ပါတိုးတက်တာလားဒါမှမဟုတ်ခင်မိတာလားပေါ့နော်ပြည်သူတွေအတုံးချစရာမလိုဘူးနော်ပြည်သူတွေရှိမှသမင်းစားမယ်ပြည်သူတွေရှိမှခေါင်းဆောင်ဖြစ်မယ်ပြည်သူတွေထောက်ခံမှသာနေရာရမယ်ဆိုတာနေရာရမယ်ဆိုတာမရှိဘူးနော်သူတို့ဘယ်လိုပြောမလဲရာအိမ်မူတို့ရက်ကွက်လူကြီးတို့ကိုယ်စားလှယ်လောင်းတို့သူတို့ဒီအစိုးရတို့ဆိုတာသူတို့မိသားစုတစုရှိတာနဲ့သူတို့ထောက်ခံတာနဲ့ရပြီနော်ကျွန်တော်မြန်မာနိုင်ငံကြီးကတမျိုးကြီးနော်ကျွန်တော်မြန်မာနိုင်ငံကြီးကတမျိုးကြီးနော်အခုမရောက်နိုင်ပဲကြည့်ပြည်သူလူထုတွေတယောက်မှထောက်ခံတဲ့မဲမရှိဘူးသူတို့ကိုယ်စားလှယ်လောင်းတွေပဲထောက်ခံတဲ့မဲတွေနဲ့အခုကြည့်တမနာမဖြစ်ဘူးထင်နေတာပြည်သူတွေလှည့်စားပြီးတမနာမဖြစ်ဘူးထင်တာကဲဒီမှာ3ရက်နေ့4လပိုင်း3ရက်နေ့2026မှာအတီးပြုတ်လိုက်ပြီးမရောက်လိုက်တမနာဖြစ်သွားပြီဆိုတော့သူ့ရဲ့ကာချုပ်နေရာကိုဗိုလ်ချုပ်ရဲဝင်းဦးလည်းပေးလိုက်ပြီဒီဗိုလ်ချုပ်ရဲဝင်းဦးကိုသူ့ရဲ့ကာချုပ်နေရာမှာထားရဲဆိုတာကဗိုလ်ချုပ်ရဲဝင်းဦးဆိုတဲ့နော်ဒီမိစ္ဆာကောင်ကဒေါ်စုကိုဖမ်းဝရမ်းဦးဝင်းမြင့်တို့ဖမ်းဝရမ်းထုတ်တဲ့ထဲမှာပါတယ်လေဒါကြောင့်မို့သူ့ရဲ့နောက်ခံတက်တာအသေးခံတက်တာသူ့ရဲ့ယုံကြည်ရအောင်နော်ယုံကြည်တော်ကြီးကို तू ကကာကျုံနေအောင်လွှဲပေးပြီး तू ကတမရတက်လောက်လိုက်တာအော်ပြောတော့တယ်အာနာထိန်တာတဲ့အာနာသိမ့်တာမဟုတ်ဘူးတဲ့ခဏထိန်ထားပြီးတာခဏထိန်ထားပြီးတာတဲ့ထိန်ထားပြီးတာတဲ့အခု6နှစ်ခါနှစ်ရှိသွားပြီအုတ်ချုပ်တာအဲ့ဒါအာနာထိန်တာလားအာနာသိမ့်တာမဟုတ်ဘူးလားအခုအာနာထိန်တယ်လို့ပြောပြီးတော့အခုတမရတော်ဖြစ်သွားပြီဟဲ့အဲ့ဒါလားခေါင်းဆောင်ကောင်းရဲ့ပါဇက်ခေါင်းဆောင်ဆိုတဲ့စကားစစ်တပ်နဲ့နိုင်ငံရေးနဲ့မဆိုင်ဘူးလေစစ်တပ်လို့ရမှာလေကာချုပ်ကကာချုပ်လို့ရမှာကဲကာချုပ်ဆိုကာချုပ်လို့ရမှာသူဘယ်နည်းအုပ်ချုပ်ပိုင်ခွင့်ရှိမလဲဒီကာချုပ်မှာကဲပြီးသွားပြီဆိုရင်အဲ့ကာချုပ်ကိုမဲရွေးဖို့အတွက်ပြည်သူလူထုတွေနဲ့စီလုံးနဲ့လှုပ်ဆောင်ရမှာလေအခုပြည်သူလူထုမလို့တွေ့လားသူမရောက်လိုက်နေရမှာမရောက်လိုက်ကာချုပ်လေသူစစ်တပ်ကာချုပ်မရောက်နိုင်နေရမှာအခုကြည့်စိုးဝင်းဦးလွှဲပေးလိုက်ပြီမရောက်နိုင်လက်မှတ်တစ်ချက်ပဲထုတ်ပလိုက်ရုံပြည်သူလူထုတွေမလို့မင်းတို့စိတ်ဝင်စားတဲ့ခီးမဆိုင်ဘူးမရောက်နိုင်တော့အခု तू ကတမရဖြစ်သွားပြီဘသူတွေထောက်ပံ့တယ်ဘသူတွေမဲရွေးပေးတာဘသူတွေမဲစီမံခန့်ခွဲတာလေကိုယ်စလေလောင်းတွေပဲဒီမှာစီမံခန့်ခွဲပြီးလုပ်ပေးလိုက်တာကြီးစမ်းတမရဖြစ်သွားပြီဒီကောင်ကြီးတမရဖြစ်သွားပြီဆိုတော့80ပြီဘာတွေဖြစ်မလဲလို့စောက်ကြည့်ရတော့တာပေါ့ဟိုမှာအာနာသိန်းတာမဟုတ်အာနာထိန်ုံပဲနော်6နှစ်တိအာနာထိန်ထားတာနော်အာနာထိန်အောင်မှအခုဒုက္ခတွေဖြစ်နေတာအာနာသိန်းပြီဆိုရင်သွားပြီပေါ့ကျွန်တော်ပြည်သူလူထုတွေကလည်းနော်ညညွတ်မှုလည်းမရှိကြတော့ဘူးလှုပ်ချင်တာတွေလှုပ်ကုန်အခုဆိုရဲကြည့်ပွဲလန်းတပြင်းနေများအမှစီကားလိုက်တာနော်အောင်စပူကြီးမှတနစ်တိနော်စမင်းသားကြီးတနစ်တိအပိတ်ခံလိုက်ရတာမလေးငိုတဲ့လူနဲ့နော်ပြန်ဖွင့်ဖို့အတွက်တောင်းဆိုတဲ့လူနဲ့ထောက်ခံတဲ့လူနဲ့ဟဲမအမေအိုကြီးဒေါ်အောင်ဆန်းစုကြည်မြန်မာနိုင်ငံအတွက်ကိုလှုပ်ပေးတာဒေါ်အောင်ဆန်းစုကြည်အုပ်ချုပ်တာ9နှစ်ပဲအုပ်ချုပ်တာ9နှစ်အတွင်းမှာပြောင်းလဲသွားတာနော်အခုကြည့်ရင်ဦးဝင်းမြင့်တို့ဒေါ်အောင်ဆန်းစုကြည်တို့အမေအိုကြီးမြန်မာနိုင်ငံမှာတကယ်ခေါင်းဆောင်ကောင်းတွေကြတော့ထောင်ထဲထည့်ပလိုက်တာမဟုတ်တာလုပ်တဲ့လူတွေပဲခေါင်းဆောင်ဖြစ်တယ်ဆိုတာတိတ်မှန်နေပါလားမြဆဲလေမြအောင်မြင်လေပဲနော်မြဝေဖန်လေမြတိုက်ခိုက်လေမြအောင်မြင်လေပဲအဲ့ဒါတွေကတကယ်တွေနောက်ဆုံးကြတော့ဘယ်လိုပြောမလဲမယုံကြည်ခဲ့ဘူးကျွန်တော်လဲအခုမရောက်လိုက်တဲ့ကြည့်မြဆဲတယ်ပြည်သူလူထုတွေမလိုလားဘူးမြင်ကတ်နေကြတယ်မြဆဲဝေခံလေကဲတမရတော်ဖြစ်သွားပြီလို့
ကိုနိုင်ငံမှာမီးတောင်မှမှန်အောင်ထိမ့်သိမ့်မှုမပေးမလုပ်ပေးနော်အခုဆိုလေသမားတွေဆိုရင်လည်းအခုကြည့်လေယာမဆိုင်ခင်တော့ဆိုရင်စကားတစ်မျိုးအမလေးစိုက်ပါလေယာတမကျေးဇူးရှင်တို့ရေစိုက်ပါခင်ဗျားတို့ရှိလို့ကျုပ်တို့ကသမင်းစားတောက်နေရတာအပြောကောင်းတာနော်စံစပားတွေကုံစည်းနှုံးတွေခင်ဗျားတို့ရိတ်သိမ်းတဲ့အချိန်မှာတိုးပေးမယ်နော်ဖာချင်စကားကိုအမျိုးမျိုးပြောတယ်အခုလေသမားတွေကိုင်းပေးလဲပေးစပားပြီးနော်လေယာကိုင်းစိတ်ပြီးတဲ့အချိန်မှာကြာကုံစည်းနှုံးတွေထိုးကြတာစပားစီပဲစီစီစေးအကုန်လုံးထိုးကြတာကြာအခုစပားကြတော့ထိုးကြပြီးတော့လေသမားတွေထိုးကြတော့လေသမားတွေဒုက္ခရောက်တယ်အခုကိုစိုက်တဲ့စပားကိုပြန်ရောင်းတာထိုးကြတယ်ပြီးတော့ကိုပြန်စားဖို့အတွက်အဲ့ဆန်ကိုပြန်ဝယ်ဖို့အတွက်ဈေးရကြီးစံတဲ့အိတ်ကို3သိန်းကျော်2သိန်းနီးပါးတော့ကတ်နေပြီဘလို့တွေဖြစ်ကုန်တာတော့ကျွန်တော်မြန်မာနိုင်ငံမှာလဲနောက်ဆိုရင်လေပြည်သူတွေငတ်ရင်ငတ်မငတ်ရင်မြန်မာနိုင်ငံကြီးပျောက်ပြီဒီကောင်အုပ်ချုပ်တဲ့တပြိုတော့ပျောက်ပြီလို့ကိုလုံးမကိုစားမယ်ဆိုတဲ့လူတချို့တွေကိုလုံးမကိုစားမယ်ဆိုတဲ့လူတချို့တွေဘယ်အစိုးရပဲတက်တဲ့အစိုးရငါတို့အစိုးရဂရုစိုက်စရာမလိုဘူးငါတို့လုံးမငါတို့စားမယ်ဆိုတဲ့လူတချို့တွေအခုခင်ဗျားတို့တွေအဆင်ပြေကြလားအခုခင်ဗျားတို့အဆင်ပြေကြလားကိုလုံးမကိုစားမယ်သူတွေခင်ဗျားတို့သားသမီးတွေဘာဖြစ်လို့မြန်မာနိုင်ငံမှာမထားရဲတော့တာလဲလို့ဘာဖြစ်လို့ထိုင်းနိုင်ငံတွေလွတ်နေကြလဲလို့ကိုလုံးမကိုစားတဲ့သူတွေအခုကိုလုံးမကိုစားတဲ့သူတွေမြန်မာနိုင်ငံမှာတော့မှအခုဒီစားဖို့တောက်ဖို့လောက်ကင်စားတောက်ရတာအဆင်ပြေရဲ့လားကိုလုံးမကိုစားမဲ့သူတွေပြောနေတဲ့သူတွေခင်ဗျားတို့အခုကိုချန်ကိုစီးပွားရေးကိုလေယာကိုင်းနော်စီးပွားရေးလုပ်နေတော့မှခင်ဗျားတို့လွတ်လပ်လုပ်ပိုင်ခွင့်ရှိရလားအခုကြည့်လေသမားတွေကိုင်းသမားတွေလေသမားတွေတောက်သူလေသမားတွေကိုလေကိုကိုင်းစိုက်တော့မှလွတ်လပ်မစိုက်ရအောင်ခိုးကြောင်ခိုးဝဲတဲ့စိုက်ရတယ်ခိုးကြောင်ခိုးဝဲတဲ့လောက်ကင်စားတော့ရတယ်သူတို့စစ်တပ်တွေမတွေ့နဲ့တွေ့လိုက်တာနဲ့ပေါ်တာဆွဲစစ်မှုထမ်းခံရှေ့တန်းတင်အသေးခံစစ်သားတွေနဲ့နော်နှိပ်စက်နေကြတယ်ကြည်စမ်းခမရတို့တွေကလေအပြောပဲလို့ကိုလုံးမကိုစားတဲ့သူတွေခမရတို့အပြောအခုတော့ခမရတို့ဒုက္ခရောက်ပြီမလားခံပေါ့အခုသူများနိုင်ငံမှာနေထိုင်နေတဲ့မြန်မာပြည်သားတွေပြည်သူလူထုတွေကျွန်တော်မြန်မာနိုင်ငံသားတွေအဆင်ပြေတယ်ထင်လားအဆင်မပြေဘူးဗဇက်ကသာပြောမဲဆိုရင်အိုးအမေစုကိုချစ်တယ်ဦးဝင်းမျိုးကိုချစ်တယ်ထိတယ်ခေါင်းဆောင်ကောင်းပြန်လိုချင်တယ်လို့ညညွတ်မှမရှိတာစီးလုံးမှမရှိတာတနက်တစ်ချက်ဖောက်တာနဲ့ထွက်ပြေးကုန်ပြီကျွန်တော်မြန်မာနိုင်ငံသားလူတွေညညွတ်ပြီးတော့စီးလုံးမှုညညွတ်နဲ့လှုပ်ကြည့်ဒီကောင်တွေဘယ်ကိုပြေးမလဲအစအနတော့ရှိမှာမဟုတ်တော့ဘူးဒီကောင်တွေအခုတော့တွေ့လားပြည်သူတွေချင်းချောက်လို့ရတိုင်းချင်းချောက်နေကြတွေ့လားတနက်နဲ့အခုတော့ပြည်သူတွေဘာမှမပြောရတော့သူတို့လှုပ်ချင်တာသူတို့လှုပ်ပြီးသွားပြီခင်ဗျားတို့လည်းနော်ကျွန်တော်လူငယ်တွေလည်းတိုးတက်ဖို့လမ်းမရှိတော့ဘူးနော်ဘုံမတွေထောက်ခံကြတာအများကြီးဟိုလိုဒီလိုနဲ့ဘုံမတွေထောက်ခံကြတာအများကြီးကျွန်တော်တို့ကတော့မြန်မာနိုင်ငံကောင်းစားတဲ့နေ့ခေါင်းဆောင်ကောင်းပြန်ပေါ်ထွက်လာတဲ့နေ့တနေ့ကြမှာပဲပြန်လာတော့မယ်သူများနိုင်ငံမှာဂျုံခံပြီးတက်လုံးမဲ့လောက်ကင်စားတော့တော့မယ်ကျွန်တော်တို့တွေကိုလုံးမကူစားတဲ့သူတွေစင်ပြေကြရင်ပြီးတာပဲနော်ဒါလေးလာပြောပြတာပါများထောက်ခံကြခင်ဗျားတို့နော်မင်းအောင်လိုင်းများထောက်ခံကြအခုတမရဖြစ်သွားပြီဆိုတော့သူစိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိပြီအဲ့ဒါပဲဒါလေးပဲလာပြောပြပေးတာစင်ပြေတယ်မလား